마루리 이지kel이 나오면은 달리기가 야세다 듣고 버전 타는 리바신အကြည့်လိုချင်တဲ့မမကြီးလည်းအကြည့်တပူရအောင်မယ်နော်ရှင်တို့ကလေအကြည့်ရှိရဲ့အချိန်ကျရင်အကြည့်ကိုလာမမေးကြပါဘူးအကြည့်ကုန်သွားပြီပစ္စည်းကုန်နေပြီဆိုလို့ရှိရင်အကြည့်ရှိလားနဲ့လာမေးကြရနော်ဒီမဲ့ပဲကြီးလော် site ကလေးပါရှင်ဒီလိုမျိုးပဲကြီးလော် site ကလေးအကြည့်ပေါ့နော်ဒီလိုမျိုးလေးရပါအောင်မယ်ဒါလေးက3500တန်ဘူးလေးပါရှင်ဒီမှာနော်နင်းပြန်တော့ဘက်ကဟုတ်ကဲ့ပါမှာပါ3500တန်ဘူးလေးပါရှင်အခြေရှိတော့လို့လာဝဲပါနော်ပြီးမှအခြေမရှိတော့မှရှိလားမမေးပါနဲ့စပါမယ်ဒါကတော့ပုံမှန်အခဲပေါ့နော်ပုံမှန်အခဲ3500တန်ဘူးလေးပါရှင်ဒီလိုမျိုးတပူးကမှ3500ရတယ်နော်ဒီမှာပါ26ချက်သားကြော်ပါပါတယ်ဒီဟာလေးကတော့50သားဆိုပေမဲ့60သားကြော်80သားနီးပါပါတယ်နော်ဒါကတော့အတုံးကြီးရင်တော့အလေးချိန်စီးရယ်နော်အတုံးလေးတွေကပလေးတွေဆိုရင်တော့အထုပ်ကလေးကဒီလောက်ထိပဲရောက်နေရောက်တဲ့ခါလေးရှိရပေါ့နော်အဲ့လိုမျိုးသေးတယ်ဆိုလို့ရှိရင်မင်းတို့ကအလေးချိန်ကိုဘယ်လိုပြောမလဲမင်းတို့ကshort ထည့်ပေးတာမဟုတ်ပါဘူးတစ်ခေါက်ကပစ္စည်းမတူတာပါအဲ့အတွက်ကြောင့်မို့ဒီလိုမျိုးအခဲကြီးရဲ့ဟာဝိတ်စီးရဲ့ဟာဆိုလို့ရှိရင်တော့ဒီလိုမျိုး60သားကျော်80သားဒီလိုမျိုးဝိတ်တော်စီးပါတယ်နော်ပါလေးတွေလိုချင်နေဆိုရင်တော့ရှင်တို့50သားလောက်ပဲရမယ်ပေါ့နော်တကြနေရင်လေမင်း short ထည့်ပေးရလား short ထည့်ပေးရလားလို့တွေးရင်ကြမှာဆိုလို့ short ထည့်ပေးရမဟုတ်ပါဘူးရှင်နော်အတုံးအခဲပေါ်မှာနဲ့ပါတာနဲ့ထူတာနဲ့ပုံမှာမူတည်ပါတယ်ဒီလိုမျိုးနှစ်မျိုးယူလို့ရှိရင်1000မှာရှင်50သားတစ်ထုံးနဲ့3500တန်ဓာတ်ဘူးယူလို့ရှိရင်1000မှာဒီလိုမျိုး3500တန်3ဘူးယူလို့ရှိရင်လည်း1000မှာပဲရှင်မန်လေးမျိုးတွေမဲ့အံဝချရပါသေးတယ်တခြားမျိုးတွေဆိုတော့ငွေကျူလဲရပါတယ်ရှင်မန်လေးဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒီနေ့မှာရင်ဒီနေ့ပို့ပေးနေပါပြီနော်ဒီမပြန်ပြီးတော့အဆင်ပြေအောင်လုပ်ပေးထားပါတယ်ဒီနေ့မှာရင်ဒီနေ့ပို့ပေးပါတယ်ရှင်ပြီးတော့ခါကြတော့နေဆိုလို့ရှိရင်ရန်ကုန်တို့တခြားမျိုးတွေပေါ့နော်နေဆိုတာထက်တခြားမျိုးတွေဆိုလို့ရှိရင်မင်းတို့ကဒီနေ့ငွေလွှဲဝင်ရင်ဒီနေ့ပေါ့နော်ဒါပါတော့သူတို့ဒလီလာမကောက်ခင်ထိအချိန်ထိငွေလွှဲဝင်နေဆိုလို့ရှိရင်ဒီနေ့တစ်ခါတန်းပြီးထည့်ပေးပါတယ်မမေ့စီမှာကြာရင်မထားပါဘူးเนาะဘာလို့ဆိုတော့ customer တွေလည်းမြန်စားချင်ကြတာဖြစ်တဲ့အတွက်မမေကလည်းအတက်နိုင်ဆုံးအမြန်ဆုံးရအောင်လို့ငွေလွှဲဝင်ပြီးကြွနဲ့တန်းပြီးပို့ပေးပါတယ်เนาะလုံကြီးစိတ်ချစွာနဲ့လာမှလို့ရပါတယ်မန်လေးမျိုးကဆိုလို့ရှိရင်အိမ်ရောက်ဝင်ချရပါတယ်တခြားမျိုးတွေဆိုတော့ငွေကြိုလဲပါရှင်အိမ်မှာလာဝယ်ခြင်းလည်းရပါတယ်မျိုးပတ်လန်25လမ်းအရှိတ်စီးကြောင်းနောက်ဖက်ပါဖုန်းနံပါတ်ကိုမမေဝေါ်ထဲမှာတင်ထားတယ်အဲ့ဖုန်းလေးကိုဆက်သွယ်ပြီးတော့လာ